ကဲအားလုံးစောင့်မျှော်နေကြတဲ့ Premier League ရာသီအသစ်ပွဲစဉ်ကတော့မနက်ဖြန်ဩဂတ်လ22ရက်မှာစတင်ပြီဖြစ်ပါတယ်။ရောအားလုံးပဲမင်္ဂလာပါ United Diary Bank ကိုထွင် YouTube, Facebook နဲ့ TikTok ကိုကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးစိတ်ချမ်းသာကြကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။ကဲအားလုံးစောင့်မျှော်နေကြတဲ့ကျွန်တော်တို့ဒါ Premier League ပွဲစဉ်တွေကတော့မနက်ဖြန်ဩဂတ်လ22ရက်နေ့မှာဆိုရင်တော့ဒါကျွန်တော်2026-2029ရာသီအတွက်စတင်ခဲ့ပြီ။အဲ့တော့ဒီလိုစတင်ခဲ့တဲ့အနေအထားမျိုးမှာကျွန်တော်တို့ဒါရာသီအသစ်ဒီအဖွင့်ပွဲစဉ်အနေနဲ့ကတော့ Manchester United အသင်းကစတင်ပြီးကန်ရမယ်။ Hull City အသင်းရဲ့အိမ်ပွဲမှာသွားပြီးတော့ကျွန်တော်တို့ဒါရှင်ပြိုင်ရမယ်ဗျ။အဲ့တော့ Hull City အသင်းကလည်းတစ်ချိန်လုံးက Premier League မှာနာမည်ရှိခဲ့တဲ့အသင်းပေါ့နော်။ဒါပရိသတ်တွေအားလုံးသိတယ်ဒါပြောရင်တော့ Premier League ပရိသတ်နဲ့မစိမ့်တဲ့အသင်းအနေနဲ့လက်ရှိရာသီမှာတန်းပြန်တက်လာတဲ့အနေအထားမျိုးမှာ United အသင်းနဲ့ကျွန်တော်ပထမဆုံးစတင်ပြီးတော့တွေ့ဆုံရမယ်။ဆိုတော့ United အသင်းဒီရာသီအဖွင့်ပွဲစဉ်သည်ကျွန်တော်ယာယီနီးပြ Michael Carrick ကိုအမြဲတမ်းနီးပြအဖြစ်နဲ့ခန့်အပ်လိုက်တဲ့အခြေအနေမျိုးမှာပထမဦးဆုံးသော official ပြိုင်ပွဲအဖြစ်နဲ့စတင်ပြီးတော့ကျွန်တော်ကိုင်တွယ်ခွင့်ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဆိုတော့ United အသင်းကဒီပွဲမှာဒါနီးပြ Michael Carrick အတွက်အနိုင်သုံးမဲ့ရရှိဖို့အရင်အရေးကြီးပါတယ်ဒါပေမဲ့ကျွန်တော်တခုသတိထားမှာကတန်းတက်အသင်းတိုင်းဒီကျွန်တော်ကရာသီအစမှာဆိုရင်အမြဲတမ်းခြေစွမ်းစွာပြီးတော့ဒါအသင်းကြီးတို့ဒုက္ခပေးတဲ့အနေအထားမျိုးကိုတော့တော်တော်လေးသတိထားဖို့တော့လိုမယ်ကျွန်တော်ကအာဆီရဲ့ပြီးခဲ့တဲ့ရာသီ performance ကိုလည်းကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာဒီ championship မှာဆိုရင်သူ့အနေနဲ့က46ပွဲကစားခဲ့ရတယ်22ပွဲနိုင်တယ်10ပွဲတည်15ပွဲရှုံးခဲ့တဲ့အနေအထားမျိုးအဲ့ဒီမှာကျွန်တော်တို့ကြည့်ရမှာစုစုပေါင်းဂိုး80သွင်းခဲ့ပြီးတော့66ကိုပြန်ပေးခဲ့ရတဲ့အနေအထားမျိုးမှာဟာစီတီတီကျွန်တော်ထင်တယ်တိုက်စစ်ကထက်မြက်တဲ့လောက်ခံစစ်ကလည်းဂိုးတွေပြန်ပေးနေရတဲ့အနေအထားမျိုးကျွန်တော်မြင်ရတယ်အဲ့တော့ဂျာမန်က83ပဲရတယ်ချန်ပီယံရှစ်မှာအဆင့်6နေရာမှာယာပြီးပြီးဆုံးခဲ့တယ်အဲ့နောက်တို့တွေဒါကျွန်တော် play off ကစားတယ်ပေါ့နော် play off ကစားတယ် semi final မှာကျွန်တော်ဒါဒီချန်ပီယံရှစ်ကကျတော့ဒီအဆင့်1နဲ့2နဲ့ကဓာတ်ရိုက်တန်းတက်ခွင့်ရပြီးတော့နောက်ထပ်တစ်နေရာအတွက်ကတော့အဆင့်3ကနေအဆင့်6ထိဒီ၄သင်းကနေပြီးတော့ကျွန်တော်ဒါ play off ကစားရတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ semi final မှာဟာစီတီကဒါမေဝေါ်နဲ့ဒါကျွန်တော်တို့ဒါကစားရတယ်ကစားပြီးတော့မေဝေါ်ကြော်ဖြတ်တယ်ကြော်ဖြတ်လာပြီးတော့ final မှာဆိုရင်ဒါ Middlesbrough နဲ့ဒါကျွန်တော်ကင်တွယ်ခဲ့ရတယ်ပေါ့နော် Middlesbrough ကိုအနိုင်ရယူပြီးတော့ဒါကျွန်တော် Premier League ကိုတက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်ဟာစီတီကိုကြည့်မယ်ဆိုရင်တက်အသင်းဆိုပြီးတော့ကျွန်တော်အထင်သေးလို့တော့မရဘူးအချိန်တော့ United ကိုဒုက္ခပေးခဲ့တာလဲဟာစီတီအသင်းကပါတဲ့ဟာစီတီအသင်းကလည်းတသင်းအပါဝင်ဖြစ်ခဲ့တယ်ဆိုတော့ဒါကိုကျွန်တော်တို့တွေကောင်းကောင်းကြီးနားလည်ဖို့လိုတယ်ပြီးတော့ဒီနှစ်ရာသီမှာကျွန်တော်တို့တွေအဓိကသတိထားမှာက United အသင်းရဲ့ကွင်းလေဗျCasemiro ထုတ်ခါသွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့တွေKobe Mainoo ဒါအခုအသစ်ခေါ်ယူထားတဲ့ဒါကျွန်တော်တို့Tielemansဒီလိုကစားသမားအသစ်တွေက United ကိုဘယ်လောက်ထိစွမ်းဆောင်မှုရှိအောင်လုပ်ပေးသွားနိုင်မှာလဲကျွန်တော် Ogadia တော့ထည့်မပြော Ogadia လက်ရှိမှာနိုင်ရလဲရနေတယ်ပြီးခဲ့တဲ့ရာသီ Casemiro ရှိနေကြတဲ့ကကျွန်တော်တို့ဘလုံးမပရိသတ်တွေလက်ခံခြင်းစရာကောင်းတဲ့ခြေစွမ်းရှိနေတဲ့အတွက်ဒါဘောကလပ်စားသမားမဟုတ်တဲ့အတွက်ကျွန်တော်တို့ကတိတ်ပြီးတော့စဉ်းစားဘူး Okay နောက်ထပ်တစ်ယောက်က Andre Santos အဲ့တော့ဒီ3ယောက်လက်ရှိမှာဒီ3ယောက်နဲ့ဒါ Bruno Fernandes နဲ့ဒါကွင်းလယ်မှာကောင်းကောင်းရှိနေတယ်ဆိုတော့United အသင်းရဲ့နီးပြMichael Carrickကသူတို့ရဲ့ဒါကျွန်တော်တို့ midfield battle ကိုဘယ်လိုရင်ဆိုင်သွားမှာလဲကျွန်တော်ဒါတော်တော်လေးစိတ်ဝင်စားစရာကောင်းနေဗျ။ဘာလို့ဆိုတော့ United ရဲ့လက်ရှိအခြေအနေဒီ midfield တွေတောက်လျှောက်ဖြည့်ထားတဲ့အနေအထားမျိုးမှာကျွန်တော်ဘယ်လိုပါလဲအတန်ထွက်နေပြီမဲ့ဘယ်လိုပါကအခုချိန်ကြီးတော့ရုပ်တုံဖြစ်သေးတော့ဒါကျွန်တော်ထည့်မပြောသေးဘူး။လက်ရှိနေတဲ့ကစားသမား၄ဦးမှာဒါကျွန်တော်ဘယ်လောက်ထိစွမ်းဆောင်ရည်ပြသွားနိုင်မှာလဲ။ဒါကအရေးကြီးတဲ့ United အတွက် midfield battle ကတကယ်လေးဒါတော်တော်လေးကိုဒါပရိသတ်တွေစောင့်ကြည့်ကြစရာကောင်းတဲ့အနေအထားတစ်ခုဖြစ်နေပါတယ်ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ရာသီ United အသင်းအဆင့်3နဲ့ရာသီသိမ်းတဲ့ချိန်တော့
United အသင်းရဲ့ကွင်းလယ်မှာ Casemiro ကအခက်အကျခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ Casemiro ထက်ကသွားပြီးတဲ့နောက်ပိုင်းမှာ United ကွင်းလယ်မှာဘယ်သူကထိန်းချောင်းပါလဲဆိုတာလေဒါကျွန်တော်တို့တော်တော်လေးစဉ်းစားစရာကောင်းတဲ့အချက်တွေမှာပါတယ်နောက်ထပ်ကျွန်တော်တို့သိပြီးစားစရာကောင်းတာကတိုက်စစ်ပြဒီဟာဒီမှာလာလို့လာတိုက်စစ်ကိုထပ်မခေါ်ထားဘူးကျွန်တော်ချန်ပီယံလိလက်ကရမယ်ကျွန်တော်ဒါပြိုင်ပွဲ၄ခုကစားရမယ်အနေထားမျိုးမှာကျွန်တော်တို့တိုက်စစ်ကိုထပ်မခေါ်ထားပဲနဲ့ဘာစီလိုနာကနေပြီးတော့မဝယ်ဘဲနဲ့ပြန်လဲရောက်ရှိလာတဲ့ကျွန်တော်တို့ဘုံစကွက်တွေက Marcus Rashford အနေနဲ့က United မှာပြန်ပြီးအခြေချလာတဲ့အနေထားမျိုးမှာ Michael Carrick ဘယ်လိုနေရာပြန်ပေးမှာလဲဒါကလည်းဒီကိုစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့ကျွန်တော်တို့ဒီချက်ပြန်ကြည့်ရင်ဘယ်တောင်မှဆိုရင်သူ့နေရာမှာMatheus Cunha ရှိနေတယ်တိုက်စစ်အနေနဲ့ဒီအထောင်တိုက်စစ်အနေနဲ့ကစားမယ်ဆိုရင်လည်းသူနဲ့သူရှင်ပြန်မှာဒီBenjamin Sesko ဖြစ်နေတယ်အဲ့တော့ဒီလိုမျိုးအနေထားမျိုးညာတောင်မှထွက်ကစားမယ်ဆိုလို့ညာတောင်မှထွက်ကစားလို့မရဘူးဘာကြောင့်လဲဆိုတော့ညာတောင်မှကျွန်တော် Brian Bumo နဲ့ Ahmed Diallo ရှိတယ်ဆိုတော့ United ဒီပွဲစဉ်ဆိုတာထက်ဒီကစားသမားဒီတော်တော်လေးရုန်းကန်မနေတာမျိုးရှိနေ Okay ဆိုတော့ United ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကြိုရှည်စမ်းပွဲစဉ်မှာအားအနည်းဆုံးနေရာဒီတော့ဒါလူရှော့ရှိနေတဲ့ level နေရာမှာလူရှော့အားနည်းနေတယ်လို့ကျွန်တော်လူရှော့နောက်မှာဒီ substitute အနေနဲ့ဝင်ကစားမယ့်ကစားသမားကလည်းလက်ရှိမှာရှိမနေဘူးအဲ့တော့လူရှော့သာတခုခုတန်းရသွားရင်ကျွန်တော်တို့ဒါမဇရာဝီတို့လိုမျိုးကစားသမားတွေကိုလက်ဘက်ကိုပို့ရမယ့်အနေအထားမျိုးကျွန်တော်ခဏခဏမြင်ရတယ်ဆိုတော့ဟာစီဒီcounter attack နဲ့ကစားတဲ့အသင်းဒါတို့ကောင်းကောင်းထိန်းချုပ်ဖို့အတွက်ကွင်းလယ်ကအလုပ်လုပ်ဖို့လိုမယ်ဒါအပြင်မှာကျွန်တော်တို့ United အသင်းပြီးခဲ့တဲ့ရာသီကတော့မြန်နှုံးမြင့်ကစားရဆိုပေမဲ့ဒီနေ့ရာသီ United တို့Michael Carrick သွားခြင်းတဲ့ပုံစံကရာသီချိုခြေစမ်းပုံမှာလည်းကျွန်တော်မြင်ရပါတယ်ဆိုတော့ဘောလုံးကန်ကစားပြီးအကောင်းဆုံး pressure ပေးခြင်းနဲ့ဒါအနေအထားမျိုးရှိနေတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာတော့ United ဒါလက်ရှိအနေထားအရကလင်းရှိတော့ရမှာလို့မထင်ဘူးလက်ရှိ United နောက်တန်းအနေထားအရကလင်းရှိရမယ်လို့မထင်ဘူးကျွန်တော်တော့3-1 လောက်နဲ့တော့ပြီးသွားမယ်ဒါမှမဟုတ်2-1ပေါ့နော်ကန်နိုင်2-1 လောက်နဲ့ပဲပြီးသွားမယ်လို့တော့ကျွန်တော်တို့ရှုံကြည်ထားတယ်ပရိသတ်တွေကတော့ဘယ်လောက်နဲ့ဒါကျွန်တော်တို့ပွဲပြီးရလက်ပြီးဆုံးသွားမလဲတော့ Premier League ဒီ2016-2019ရာသီမှာဘသူကအဖွင့်ကိုသွင်းယူသွားမလဲဆိုတာကိုပရိသတ်တွေက comment မှာမှတ်ချက်လေးရေးပေးခဲ့ပါဦးကြည့်ရှုအားပေးကြပရိသတ်တွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆို like and follow လေးပြုလုပ်ပေးကြပါဦး